ဒီနှာခေါက်ကဒီ whiteboard မှာကွာဒီ system flow diagram လေးဆွဲပြီးတော့ရှင်းပြထားပြီးသားအဲ့ဒါကိုမှဒီမှာပြန်ပြီးတော့ PDF file လေး create လုပ်ပြီးတော့ပေါ့ပြန်ပြီးတော့ share တာအဲ့တော့ဒီဟာက framework လေးပေါ့ဒီ research proposal ရေးတဲ့အခါမှာဘယ်လိုပုံစံလုပ်ရမလဲဆိုတဲ့ဟာ details ဆိုတာထက်ဒီ framework လေးဒီsystem flow diagram လေးနဲ့ဒီအချက်တွေအကုန်လုံးပါပြီဆိုရင်လုံးဝကိုကောင်းမွန်တဲ့ research proposal တစ်ခုဖြစ်တယ်နော်ပထမဦးဆုံး initiation အနေနဲ့ကိုက research abstract ကိုရေးရမယ်ပေါ့ research abstract ရေးတဲ့အခါမှာတစ်ခါတည်းကိုဖြစ်ချင်တာတွေဝုန်းလင်းနဲ့ထည့်လိုက်ရမယ်အစားကိုရဲ့ research နဲ့ပတ်သက်တဲ့အဓိကအကြောင်းအရာတွေကိုပဲထည့်ပေးရမယ်ဒါကတော့အဓိကအကြောင်းအရာတွေကိုပဲနှစ်ချုပ်ပြီးတော့ထည့်ပြရမှာ research abstract ပြီးတော့နောက်တစ်ခုကကြတော့ဒီဟာက research focus အနေနဲ့ topic ကိုပြောမယ်ဆို research focus အနေနဲ့ဆိုရင်ကိုကဘယ်ကိုယ့်ရဲ့ research ကဘာကို focus ထားရလဲဥပမာဆိုရင် environmental ကို focus ထားတာလား medical ကို focus ထားတာလားဆိုပြီးတော့ကိုယ့်ရဲ့ research focus ကိုထည့်ပြီးရေးပြရမှာပေါ့နော်ဒီဟာတယောက်နဲ့တယောက်ကတော့မတူဘူးပေါ့ပြီးတော့ခါကြတော့ literature အနေနဲ့ဆိုရင်ဒီ research area ကိုတွေ့ရမှာ research area ကသူကကြတော့ကျယ်ပြန့်တယ်အဲ့တော့ခါကြတော့ကိုယ့်ရဲ့ research area computer science လား data science လား artificial intelligence လားဆိုတော့ဒီအမျိုးမျိုးသောဒီ area တွေအောက်မှာဘယ် area အောက်မှာပါတာလဲဘယ် domain အောက်မှာပါတာလဲဆိုတဲ့ဟာကိုတိတိကျကျပေါ့ဒီဟာအဲ့ဒါကတော့ကိုယ့်အတွက်ကပိုင်နိုင်ပြီးတော့သိနေရမယ်အဲ့လိုမျိုးပုံစံနဲ့ research area ကိုလည်းဒီစာပိုက်အနေနဲ့ထည့်ပြီးရေးပေးရမယ်နောက်တစ်ခုဒီဟာကြတော့ field research ကကြတော့ဒီ research area နဲ့ဆိုင်ပို့ပြီးတော့ဘာဖြစ်သွားရလဲဆိုတော့ detail ဖြစ်သွားတာပေါ့သူ specific ဖြစ်သွားတာဘယ် specific area ခုနကဒီမှာပြောခဲ့သလိုကိုယ့်ရဲ့ research focus ကဒီ environmental မှာလား medical မှာလားပြီးတော့ခါကြတော့ဗါလေအမျိုးမျိုးသောfocus တွေမှာထားတာပေါ့အဲ့တော့ဒီ field of research ကကြောင့်ဥပမာဆို environmental နဲ့ပတ်သက်ပြီးတော့ရေးတော့မယ်ဆိုရင်လေ environmental နဲ့ပတ်သက်ပြီးတော့ဒီ specific ထားပြီးတော့ဒီ technical niche အနေနဲ့တည်တည်စကားကိုရေးပေးရတော့မယ်နောက်တစ်ခုကကြတော့ဒီ area relationship ကကြတော့ဒါလည်းအဓိကကြတယ်ဘာလို့လဲဆိုတော့ကိုရွေးလိုက်တဲ့ research area နဲ့ကိုလုံးမဲ့ research ကဘယ်လိုမျိုးဆက်နွယ်မှုရှိနေလဲဆိုတဲ့အကြောင်းအရာကိုထည့်ပြီးတော့ရေးပေးရမယ်ပြီးတော့ methods တွေအနေနဲ့ကတော့ဒီ research area တွေ research field တွေresearch focus တွေရေးပြီးသွားပြီဆိုရင်ဒီ method နဲ့ technique ကလုံးဝကိုမဖြစ်မနေကိုကplan လုပ်ထားပြီးသားဖြစ်ရမယ်အဲ့တော့ခါကျတော့ကိုကဘယ်လို algorithm နဲ့ဆိုလေဘယ်လို algorithm တွေသုံးမှလဲဘာ method တွေကိုသုံးမှလဲဘယ်လို techniques တွေကိုသုံးပြီးတော့ကိုယ့်ရဲ့ research ကိုဘယ်လိုမျိုး apply လုပ်မှလဲဆိုတဲ့ဟာမျိုးတွေဒီရဲ့အပိုင်မှာထည့်ပြီးတော့ရေးပြရမယ်ပေါ့နော်နောက်တစ်ခုကကြာ research process အကုန်လုံး methods တွေရော technique တွေရောအကုန်ပါပြီဆိုရင် research process ကစပြီးလုပ်အောင်ကိုယ့်ရဲ့ research ကဘယ်လို process တွေစပြီးလုပ်မလဲဆိုတဲ့ဟာကို step by step အနေနဲ့တစ်ခါတည်းရေးပြရမယ်အဲ့ဒါမှဒီဖတ်တဲ့သူဒါမှမဟုတ်ရင်ကိုယ့်ကိုရွေးမဲ့သူကမြင်တာပြီးတော့ဒီလူကိုတော့ငါ guide လုပ်ပေးနိုင်တယ်ဒီလူကိုတော့ငါ specialize အနေနဲ့ mentor လုပ်ပေးနိုင်တယ်ဆိုပြီးတော့ဖြစ်သွားမှာဒီ research process မှာပါဘဲနဲ့ဘယ်လိုမှမဖြစ်နိုင်ဘူးအဲ့တော့ထည့်ပေးရမယ်နောက်တစ်ခုကျ research process တွေပြီးသွားပြီဆိုအဲ့ process ကြီးကိုမြင်သာအောင်လို့ system flow diagram ဒါမှမဟုတ်ရင် architecture ပုံစံအနေနဲ့ဆွဲပြီးတော့ကိုယ့်ရဲ့ research ကိုပုံဖော်အောင်လို့ရေးပေးရမယ်ပေါ့နော်ကိုယ့်ရဲ့ပုံဆွဲပေးရမယ်နောက်ဆို research ကိုလုပ်မယ်ဆိုသူ့ရဲ့ goal မပါဘဲနဲ့မပြီးဘူးအဲ့တော့ခါကျ research ကိုကကြတော့အဓိက objective ကိုပဲရေးရမှာ objective တွေကတော့အများကြီးရှိတယ်ကွာကိုကဒီ research နဲ့ပတ်သက်ပြီးဘာတွေဖြစ်ချင်ပါလဲညာတွေဖြစ်ချင်ပါလဲဆို idea တွေကတော့အများကြီးရှိဒါပေမဲ့အဓိကအနေနဲ့ကိုဖြစ်ချင်တဲ့ objective ကိုပဲရေးပြီးတော့ခါကြတော့ဒီ objective ကဆိုရင်ဘယ်လိုတွေဒီ objective ကိုဒီ research မှာထည့်လိုက်မယ်ဆိုဘယ်လိုတွေဖြစ်သွားမလဲဆိုတဲ့အကြောင်းအရာကိုပုံညွှန်းပြီးတော့ထည့်ရေးပေးရမယ်နောက်ဆုံးအနေနဲ့ကတော့ဒါ conclusion ပါ conclusion မှာကျတော့ဒီကိုလုပ်ခဲ့တဲ့ research ဒီနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပြန်ပြီးတော့ဒီအများကြီးမဟုတ်ဘူးအသေးစိတ်ပြန်ပြီးမြင်သာအောင်ထည့်ပြီးရေးပေးရမှာအဲ့ဒီမှာဘာလဲဆိုတော့ကိုကဘာတွေဘယ်လိုတွေ contribute လုပ်ထားလဲပေါ့ဒီ research နဲ့ပတ်သက်ပြီးသူများနဲ့မတူတဲ့ contributions တွေကဘာတွေလဲပေါ့ဘယ်လို benefit တွေရမှာလဲဆိုတဲ့ဟာ outcome အနေနဲ့ထည့်ပြီးရေးရမှာဒါဆိုရင်ဒီအချက်ဆက်ချက်နဲ့ကိုက်ညီတဲ့ research proposal อ่ะဆိုရင်ဒီတစ်ခုခုပေါ့ scholarship apply လုပ်မယ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ research တစ်ခုကိုစပြီးတော့လုပ်တော့မယ်ဆိုရင်မဖြစ်မနေရောတကယ်ကိုအကျိုးရှိစေမယ့် research proposal framework ဖြစ်ပါတယ်အဲ့တော့အားလုံးကြံကောင်းပါစေကျေးဇူးပါနောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ် bye bye